မဲ့တာဆိုရင် OE2 ကိုသွားမယ် OE2 မှာကဘာရှိလဲဆိုလို့ရှိရင်ဒီမှာရန်ရှိကောပေါ့နော်ရန်ရှိ off ဆိုတော့ဘာလဲဆိုရင်ငါမွေးမြူရေးအလုပ်ပေါ့ငါမွေးမြူရေးအလုပ်ခါလျွန်နော်ပတ်သက်သော OE ဝါဟာရငါမွေးမြူရေးအလုပ်နဲ့ပတ်သက်တဲ့ဝါဟာရတွေအဲဒါရောက်ပြီရန်ရှိကျန်းဒါတော့ငါမွေးမြူရေးနေရာလို့ပြောရမှာပေါ့ဂျန်ကနေရာဆိုတော့နော်ရန်ရှိကျန်းငါမွေးမြူရေးနေရာရန်ရှိကျန်းငါမွေးမြူရေးနေရာစူဂျိုကရေကန်လို့ပဲပြောရမယ်စူဂျိုကရေကန်မယ်စူဂျိုရေကန်နောက်ဖုံဖူပေါ့နော်ဖုံဖူကပန့်ကိုပြောတာရေပန့်ရေစုပ်စစ်ပေါ့ပြောရရင်တော့ရေပန့်ဖုံဖူရေပန့်နောက်တစ်ခုအောက်မှာမူလ်ကိုဂီငါပဲမူလ်ကိုဂီငါ olive ကငါအမျိုးအစားလို့မှတ်လို့ရပါတယ် olive ငါအမျိုးအစားဆိုတော့မူလ်ကိုဂီကရေထဲမှာတက်ရှိနေတဲ့ငါးမျိုးတွေကိုမူလ်ကိုဂီလို့ခေါ်တယ်ပေါ့နော် olive ကတော့အဲ့ဒီငါးတွေရဲ့အမျိုးအစားကိုပြောချင်တာပါတယူကအမျိုးအစားဆိုတော့Sanson ဆိုတာလည်းရှိသေးတာပဲလေ Sanson ဆိုတာကလည်းငါးပဲအဲ့တော့ဟင်းစားဖြစ်လာတဲ့ငါးလို့မှတ်ထားရပါတယ်အဲ့ဒါကြရင်စီထဲမှာရောက်တဲ့ငါးတွေဆိုတော့ Sanson လို့သုံးပေါ့ကဲနောက်တစ်ခုကဆန်ဆိုဆိုတာအောက်ဆီဂျင်ကိုပြောတာနော်ဆန်ဆိုကအောက်ဆီဂျင်ခုန်ကုတ်ကီဆိုတာအဲ့ဒါပေးတဲ့စက်ကိုပြောတာခုန်ကုတ်ဆိုတာပေးတာကိုပြောတာအဲ့အောက်ဆီဂျင်ပေးတဲ့စက်လို့ပဲမှတ်ရအောက်ဆီဂျင်ပေးတဲ့စက်ဆန်ဆိုခုန်ကုတ်ကီအောက်ဆီဂျင်ပေးတဲ့စက်နောက်温度計ကသာမိုမီတာအပူချိန်တိုင်းကရိယာပေါ့温度計အပူချိန်တိုင်းကရိယာဒါဆိုရင်ရမယ်နော်နောက်တစ်ခုသွားကြည့်မယ် olive ငါးမျိုးစားစံထဲတဲ့အခြေအနေကိုဖျင်းနာတာစစ်ဆေးသည် olive ငါးမျိုးစားစံထဲတဲ့အခြေအနေကိုဖျင်းနာတာစစ်ဆေးသည်နောက်စာလျော်ချူတာအစာကျွေးသည်ပေါ့စာလျော်ချူတာအစာပေးသည်အစာကျွေးသည် olive ကငါးအမျိုးအစားဆိုတာတက်ကိုလေငါးမျိုးစိတ်လို့ပြောတာပို့ပြီးတော့ကောင်းတယ်တဲ့ငါးမျိုးစိတ်စာစကားအတိုင်းပဲသုံးတာကောင်းပါငါးမျိုးစိတ်ပြန်ပြီးတော့ပြောင်းပြီးတော့မှတ်လိုက်ပါနော် olive ကိုငါးမျိုးစိတ်ဆိုတာပို့ပြီးခေါ်ရတာအဆင်ပြေပါငါးလဲပေါ့လေပြောရရင်တော့ဒါစံတဲ့အခြေအနေစစ်ဆေးနောက်ပြီးတော့စာလျော်ချူတာအစာပေးသည်နောက်စူဂျီရချူကြောင်းကဒါစူဂျီရေရဲ့အရည်အသွေးကိုစူဂျီလို့ခေါ်တယ်စူကရေဂျီကဖွံ့ပြေးဆိုပြီးတော့အရည်အသွေးဆိုပြီးတော့ရှိတယ်အဲ့တော့ရေရဲ့အရည်အသွေးချူကြောင်းကဒါတိုင်းတာသည်ပေါ့နော်ချူကြောင်းကဒါတိုင်းတာသည်ရေရဲ့အရည်အသွေးကိုတိုင်းတာတယ်စူဂျီရချူကြောင်းကဒါရေရဲ့အရည်အသွေးကိုတိုင်းတယ်နောက် olive ငါးမျိုးစိတ်ကိုဆွံ့ပြောတာသာရွေးချယ်သည်ငါးမျိုးစိတ်ရွေးချယ်သည်olive ဆွံ့ပြောတာသာနောက်တစ်ခု sugar ဟာတာဆိုတာက sugar ရဲ့အဓိပ္ပာယ်ကနောင်အနေနဲ့သုံးရင်တော့အပိုထပ်ဆောင်းဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့နော်အဲ့တော့ sugar ဟာတာလို့ပြောရင်အပိုလုတ်သည်လို့ပြောရင်လည်းရတာပဲ sugar ဟာတာအပိုလုတ်သည်ဆိုလို့ရှိရင်တိတ်ကြီးနားထောင်လို့တော့သိမကောင်းဘူးနော် sugar ဟာတာထပ်ထည့်သည်ပေါင်းထည့်သည်ဆိုတဲ့အဓိပ္ပာယ်ကိုသုံးပါ sugar ဟာတာထပ်ထည့်သည်ပေါင်းထည့်သည်
အဲ့ဒါကိုချူကာဟာတာလို့သုံးလို့ရတာပဲတော့ဘာလဲဆိုချူကာကအပူထက်ဆောင်ကိုပဲပြောတာဥပမာကန်တကန်ရှိတယ်နောက်ထပ်ကန်တကန်လုပ်တယ်ကုမ္ပဏီတစ်ခုရှိတယ်နောက်ထပ်ကုမ္ပဏီတစ်ခုထပ်ပြီးတော့လုပ်တယ်အတူတူပဲနာမည်တစ်ခုတည်းနဲ့အဲ့ဒါလဲချူကာပဲဆိုတော့ဒီနေရာမှာတို့ကတော့ add ပေါ့နော်လုပ်တယ်ပေါ့ဆိုတော့ချူကာဟာတာလို့ပြောရင်ပေါင်းထည့်တယ်လို့ပြောရင်လည်းရတာပဲခုပိတိပဲပေါင်းထည့်တယ်အဲ့ဒါကိုချူကာလို့သုံးတယ်ပေါ့နော်နားလည်လားမသိဘူးစရင်အင်းနေပါတယ်ဆိုလို့ရှိရင်လည်းစရင်တစ်ခုတည်းကိုနောက်ထပ်စရင်တစ်ခုထပ်ပြီးတော့ပေါင်းထည့်တာနောက်ချူကာဆိုဘယ်နေရာမှာရှိလဲကျွန်တော်တို့ဒီ Facebook တွေမှာပါတယ်မှာဆိုလို့ရှိရင်မလုပ်လဲတငယ်ချင်းတွေပါတယ် add တယ်မလားအဲ့တော့လက်ခံတယ်လေအဲ့ဒါလဲချူကာလို့ပြောလို့ရတာပဲလေ add လုပ်တယ်လေ add တယ်လေနောက်ဥဣတာကတွန့်ကြေဒီလို့ပြောရမယ်ပေါ့ဥဣတာတွန့်ကြေဒီဥဣတာနောက်ရတယ်နော်တွန့်ကြေဒီလည်းရတယ်တွန့်လိန်ဒီလည်းရတယ်နောက်ချောဖီတာကခောက်တယ်ချောဖီတာလို့ပြောလိုက်ရင်ခောက်ရိုးကျိုးတယ်လို့ပြောရမယ်ချောတာကကိုကနေခောက်တဲ့ပုံစံပေါ့နော်စက်ကူစာရွက်တွေခောက်တယ်ချက်ပုံးတွေခောက်တယ်အဲ့ဒါမျိုးကိုချောတာလို့သုံးပြီးတော့ချောဖီတာလို့ပြောမယ်ဆိုရင်တော့ခောက်ရိုးကျိုးတယ်ဆိုတဲ့အဓိပ္ပာယ်သုံးမှာပေါ့ခောက်ရိုးကျိုးသွားပြီအဲ့တော့ခောက်ရိုးကျိုးသည်ဒေဘီဟာတာပြင်ဆင်သည်ပဲဒေဘီဟာတာချွန်ဘီဟာတာဒေဘီဟာတာပြင်ဆင်သည်ဒေဘီယာသာပြင်ဆင်သည်နောက်ယူထုံဂီကန်ဆိုတာကတက်တန်းကုံဆုံးရက်ဒါစားတော့ကုံနေပါတယ်မှာဆိုရင်ယူထုံဂီကန်ဆိုတာပါတယ်နော်တက်တန်းကုံဆုံးရက်ယူထုံဂီကန်တက်တန်းကုံဆုံးရက်နောက်ရေဘီယုံကအယံပစ္စည်းလို့မှတ်ရမယ်အယံပစ္စည်းအပူပစ္စည်းပေါ်ပြောရရင်ဟုတ်ပြီနော်အပူပစ္စည်းလို့အယံပစ္စည်းလို့ဒီလိုပြောရမှာပေါ့တော့ကြိုတင်ပြီးတော့ပြင်ဆင်ထားတဲ့ဟာပေါ့နော်တစ်ခုခုပြတ်သွားရင်တစ်ခုသုံးလို့ရအောင်လို့ကြိုပြီးပြင်ထားတဲ့ဟာမျိုးဆိုလို့ကျင်တာပေါ့ပြင်ဆင်ထားတဲ့ဟာကိုအဲ့ဒါကိုပဲအယံသုံးအပူသုံးဘယ်လိုပြောရမလဲအယံသုံးပစ္စည်းအပူသုံးပစ္စည်းဘယ်လိုပြောဒါဆန်းဆိုနုံတို့ဆန်းဆိုကအောက်ဆီဂျင်ကိုပြောတာအနောက်ကနိုဒုံဆိုတာကဘာလဲဆိုလို့ရှိရင်ပမာဏကိုပြောတာအဲ့တော့အောက်ဆီဂျင်ပါဝင်မှုပမာဏလို့မှတ်ပါဆန်းဆိုနိုဒုံအောက်ဆီဂျင်ပါဝင်မှုပမာဏအဲ့တော့နုံတို့ပြောတာ sorry နိုဒုံရောဖြစ်ကုန်ဆန်းဆိုနုံတို့ကဘာနဲ့တူတယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ယံပမာဏဆိုတာနဲ့လည်းတူတယ်စုကျွန်းစံနှုံးဆိုတဲ့သုံးနှုံးနဲ့လည်းတူတယ်သူနဲ့ဟာအဲ့ဒါလည်းနုံတို့နဲ့အတူတူပဲဟုတ်ပြီနော်ဆန်းဆိုစုကျွန်းလို့လည်းပြောလို့ရတာပဲအဲ့တော့အောက်ဆီဂျင်ပါဝင်တဲ့ပမာဏကိုပြောတာပါနောက်ဘိုဂိုဟာတာဒါတော့အစီရင်ခံစာတင်သည်ဘိုဂိုဟာတာအစီရင်ခံစာတင်သည်ဒါဆိုမီနင်းလေးတွေရမလားမီနင်းလေးရမယ်ဆိုရင်တော့တစ်ခုကြည့်အောင်ကျွန်တော်ကကိုဤသားပါပြောရတယ်တွန့်ကြည်ဒီပတ်စံနေပါတယ်ကျွန်တော်တို့မခောက်ဖဲနဲ့လေဘယ်လိုပြောမလဲပတ်စံအိတ်ထဲမှာပြန့်လေးမထည့်ထားဘူးပဲနဲ့လုံးချီပြီးတော့ထည့်လင်ပါဖြတ်တွန့်သွားတယ်မလားတွန့်ကြည်ကုန်တယ်မလားဟုတ်အဲ့ဒါမျိုးကိုကိုဤသားလို့ခေါ်တယ်လေဟုတ်ပြီတော့ညီမေကော900လေ့လာခဲ့ပြီးမေကော900တဲ့ပတ်စံအကြောင်းထဲမှာပါတယ်ကိုဤသားကျွန်တော်မှတ်မိတယ်ဟုတ်တယ်ပါတယ်
ကိုတာသူရဲ့တိုက်ရိုက်စကားလုံးကနော်ကိုတာခုနလိုပဲဂျော့တာဂျော့ဖီတာတို့လိုပေါင်းထားတယ်လို့ပဲသူကလည်းပဲသူရဲ့မူရင်းကကိုတာဆိုတာလိန်တီဆိုတဲ့အဓိပ္ပာယ်ရတယ်စကားအရဆိုလို့ရှိရင်တိုက်ရိုက်မပြောဘဲနဲ့လိန်ပြောတဲ့ပုံစံမျိုးကိုကိုတာလို့ခေါ်တယ်ပေါ့နော်နောက်တခြားအရာလက်နဲ့လိန်တာတို့ခြေထောက်နဲ့လိန်တာတို့အဲ့ဒါမျိုးကိုလည်းကိုတာလို့သုံးတယ်တော့ကိုဤတာလို့ပြောရင်အဲ့ဒါလိန်လိုက်တဲ့အတွက်ကြောင့်မို့လို့ဘာဖြစ်လဲကိုလောက်တာတော့မဟုတ်ဘူးပေါ့နော်တွန့်ကြည်သွားတယ်ဆိုတဲ့အဓိပ္ပာယ်ရမယ်နောက်တစ်ချက်ကဘာရှိလဲဆိုရှုပ်ထွေးတယ်လို့လည်းသုံးလို့ရတယ်ရှုပ်ထွေးတာနော်ကိုဤတာလို့သုံးလိုက်ရင်ရှုပ်ထွေးတယ်လို့သုံးလို့ရတယ်အဲ့တော့နှမျိုးလုံးသုံးလို့ရတယ်ပေါ့ပြောရရင်တော့ရတယ်နော်ကိုတာလိန်ဒီလိန်နေဆိုနေမှာကျွန်တော်တို့ကဟိုစကားအရာနဲ့လိန်တာကိုလည်းပဲကိုတာလို့ပြောလို့ရတယ်ဥပမာကျိုးတစ်ခုခုလက်နဲ့ဒီလိုမျိုးလိန်တာကိုလည်းပဲကိုတာလို့ပြောလို့ရတယ်ကိုဤတာလို့ပြောရင်တော့အလိန်ခံပြီးသားဖြစ်သွားတာဖြစ်တဲ့အတွက်တွန့်ကြည်တယ်ဆိုတဲ့သုံးလုံးသုံးလို့ရမယ်နောက်ပြီးတော့ရှုပ်ပွားသည်ဆိုတဲ့သုံးလုံးသုံးလို့ရမယ်ရှုပ်ပွားသည်ရှုပ်ထွေးတာပေါ့နော်ပြောရရင်ရှုပ်ထွေးတာမာရီကိုဤတာစကားတွေကရှုပ်ထွေးနေတယ်စကားပြောတဲ့အခါမှာနော်ရှုပ်ထွေးနေတဲ့ပုံစံမျိုးတွေရှိတယ်လေအဲ့ဒါမျိုးကိုလည်းပဲသုံးလို့ရတယ်နောက်အသွေးစင်္ကကြီးကိုဤတာအသွေးတွေကဘာဖြစ်လဲရှုပ်ထွေးနေတာအဲ့ဒါကိုလည်းသုံးလို့ရတယ်ပေါ့နော်ဟုတ်ပါပြီဒါဆိုရင်အောက်ကိုသွားကြည့်မယ်ခုရမှု보고ပုံကြည့်ပြီးဂျဲဟွားတို့ဝန်ဆောင်ပါစေရောမောဟကိုဤဆိုရောဘာလို့နေလဲမောဟကိုဤဆိုရောဘာလို့နေလဲစုံနီနိုဖုန်ကောကတ်ဟာဆိုစုအုံစုကဒါဆိုလို့ရှင်ဒီစလုံးဆိုလို့ရှင်ပြီးတော့ပြီးတယ်နဲ့မှလည်းသွားရှာကြရမလို့ကိုယ့်ရဲ့အတွေ့အကြုံရနဲ့သွားလို့ရတယ်ခဏခဏတွေ့လာတဲ့စုဆိုတာဘာလဲရေလို့ပြောခဲ့တယ်မလားအုံကဘာလဲအပူကိုပြောတာအဲ့တော့ပုံလေးကိုကြည့်ခြင်းအဖြစ်လည်းပဲနားလဲလွယ်နိုင်တယ်ချို့တော်မီးနင်းတွေကအဲ့တော့စူအောင်ကြီးလို့ပြောရင်ဘာဖြစ်လဲရေအပူနော်ရေပူချိန်ရေပူချိန်ကနိုဖုံးကောကထာဆိုမြင့်တယ်ထင်လို့ရေပူချိန်မြင့်တယ်ထင်လို့ကွက်လက်ကိုဘိုးကူကြီးစော့စော်ရောကြည်နေခဲ့တယ်ဘာလို့ကြည်နေခဲ့တာလဲဒါရပါကြီးတယ်ပုံတို့ကဲတာမူမီတာဘူချိန်တိုင်းကရိယာအရင်အုံတို့ကေရဘိုးကိုကြီးစော့စော်ရောဒီလိုပြောရမှာပေါ့နောက်နံပါတ်2ဒါဆိုရင်မောဟကိုကြီးစော်ရောဘာလို့နေလဲမူရီရေကခြားကောင်းကောင်းခုံကုတ်ထွဲကြနာဆိုခုံကုတ်တွဲတာခုနပြောတယ်လေပေးသည်လို့ပြောတယ်နောက်ပေးတယ်ဆိုတဲ့နေရာမှာထောက်ပံ့ပေးတာကိုလည်းသုံးလို့ရတယ်နော်သူကအထောက်အကူဖြစ်စေတာပေါ့ပြောရရင်ထောက်ပံ့ပေးတယ်ဆိုအဲ့တော့မူရီခြားကောင်းကောင်းခုံကုတ်တွဲကြနာဆိုမပေးလို့အဲ့ရေကကောင်းကောင်းသွားလာရေးလမ်းကြောင်းမှာအထောက်ပံ့မဖြစ်တာအထောက်ပံ့မပေးတာအဲ့ဒါကိုပေးတယ်လို့ပဲဘာသာပြန်ပေးလိုက်ခုံကုတ်တွဲကြနာဆိုမပေးလို့ကွက်လက်ကိုချီကိုဤစောစောရောကိုချီတာပြုပြင်သည်အဲ့တော့ကိုချီကိုဤစောစောရောပြုပြင်နေခဲ့တယ်ဘာဖြစ်လဲအဲ့ဒါဆိုရင်ဖွန်ဖူအဲ့တော့ခုံကုတ်တွဲတာဆိုတာခုနကကျွန်တော်ဘာသာပြန်ပေးလိုက်တယ်ခုံကုတ်ဆိုတာဗာလဲပေးတယ်လို့ဘာသာပြန်လိုက်တယ်နော်အမှန်တော့မှန်ပါတယ်ပေးတယ်လို့ပဲသုံးရမှာပဲအဓိကကတော့ဗာလဲဆိုတော့သူထောက်ပံ့ပေးတာကိုခုံကုတ်လို့ခေါ်တာလေထောက်ပံ့ပေးတာနားလည်လားမသိဘူးထောက်ပံ့ပေးတယ်ဆိုတာအဲ့တော့ဟုတ်ပြီရေကကောင်းကောင်းမထောက်ပံ့ပေးလို့ဆိုကျွန်တော်တို့ကထောက်ပံ့တယ်ဆိုတဲ့အသုံးလုံးကအပြင်မှာကျတော့သိပ်မှမသုံးတာရေရဲ့အသွားလာကောင်းကောင်းမသွားတာကိုပြောချင်တာသူကဟုတ်ပြီဒါဆိုရင်မူစွန်းခြာကောဘ်ဟဲရတယ်ရောဘယ်လိုလုပ်ကိုလုပ်ရမလဲစူဂျိုရဲ့ရေကန်ရဲ့မူရီရေကဒေါ်ရောအွန်ကောကတ်ထနီကညစ်ပတ်တယ်ထင်သောကြောင့်နော်စူဂျူရဲ့မူရီဒေါ်ရောအွန်ကောကတ်ထနီကညစ်ပတ်တယ်ထင်သောကြောင့်ကွက်လက်ကိုချူချောင်းရဲ့ချူစေရောတိုင်းပေးပါတိုင်းတာပေးပါဘာလို့တိုင်းတာမှာလဲဆိုရင်စူဂျီဟုတ်တယ်မလားစူဂျီနော်စူဂျီရေရဲ့အည်တွေးစူဂျီရချူချောင်းရဲ့ချူစေရောနောက်မူစွန်းခြာကောဘ်ဟဲရတွေရောဘလို့လို့ကိုလုပ်ရမလဲမူလ်ကိုကြီးဟန်တဲ့ငါးစီဂျူလ်ပေးမဲ့
5시 빼매 꼴라고 창고에서 고라우마 좀 드세요 가지고 오세요 슈라바 가지고 오세요 슈라바 말로 말해 살리오를 창고에서 좀 가지고 오세요 별로 표현하면 뭐 다소 야래 너 야예 나도 그 빠지네 게 문법 따라마 바실래 기로하다 들어가 포럭디 포송ဖြတ်디 ဆိုတဲ့အသုံးလုံးပေါ့နော်မြန်မာလိုဘာသာပြန်တာတော့ဖို့ဆုံးဖြတ်ဒီဖို့လုပ်ဒီဆိုတော့ဖို့လုပ်ဒီဖို့ဆုံးဖြတ်ဒီဘယ်လိုနေရာတွေမှာသုံးလဲဆိုရင်သူကဒီမှာဂီရောဟာတာနဲ့ဒုံဆိုင်ဘူသောကရိယာမှာကပ်ပြီးတော့เนาะကရိယာနဲ့ကပ်ပြီးတော့결정ဆိုတာကဒီဆုံးဖြတ်ချက်ကို결정လို့ခေါ်တယ်ဟုတ်ပြီနော်결정ဆုံးဖြတ်ချက်결정이나 성취체 또 뭐 결심 결심가 내라 그러면 이 다음에 제자래 성취체 소리로 ပဲ 제자래 ဆိုတော့တော့ဆုံးဖြတ်တဲ့စိတ်ပေါ့နော်ရှင်းကစိတ်ကိုပြောတာဟုတ်အဲ့တော့ဆုံးဖြတ်တဲ့စိတ်ဒီနှစ်ခုကနည်းနည်းဆင်တူတယ်လို့ထင်ရအတိုင်းပဲကျွန်တော်ပြောပြမယ်နော်결정ဆိုတာကဒီအဖွဲ့အစည်းတစ်ခုခုကနေပြီးတော့ပဲဖြစ်ပေါ့နော်နောက်ဆုံးဆုံးဖြတ်ချက်ချပေးလိုက်တဲ့ပုံစံမျိုးကိုနောက်ဆုံးဆုံးဖြတ်ချက်ချတဲ့ပုံစံမျိုးကို결정လို့ခေါ်တယ်ဟိုဒါလောက်ကြမယ်ဆိုတော့ချောင်းကတတ်မှတ်တယ်ပေါ့နော်ပြောရရင်အဲ့တော့နောက်ဆုံးဆုံးဖြတ်ချက်ချတဲ့ပုံစံဒါမှမဟုတ်ရင်အဖွဲ့အစည်းကနေပြီးတော့ဆုံးဖြတ်ပေးတဲ့ပုံစံတွေအဲ့ဒါမျိုးကို결정လို့ခေါ်တယ်결정 결심ကြတော့ဘာကိုပြောတာလဲရှင်းကစိတ်ကိုပြောတာဖြစ်တယ်အဲ့တော့ရှင်းကစိတ်ဆိုတော့သူကဘာလဲဆိုတော့ကိုယ့်ကိုပေါ့နော်ဒီခိုင်မာဆုံးဖြတ်တဲ့စိတ်ကို결심လို့ခေါ်တယ်ရလားမသိဘူးဒါကဆုံးဖြတ်ချက်ချတယ်လို့မှတ်ရင်ပိုပြီးစင်ပြေတယ်နော်결정ဆိုတာဆုံးဖြတ်ချက်ချတာအဲ့တော့ဟိုအဖွဲ့အစည်းရပဲချပေါ့နော်နောက်ဆုံးလှုပ်ဆောင်ရမယ်ဆိုတာကိုဆုံးဖြတ်ချက်ချလိုက်တဲ့ပုံစံမျိုးကို결정ရှင်းကြတော့ခိုင်မာအဲ့လိုပြောမလဲဆုံးဖြတ်တဲ့စိတ်ကိုပြောတာပေါ့ငါဒါလုပ်မယ်ဆုံးဖြတ်တယ်ဟောကြတော့အဖွဲ့အစည်းကနေဒါလုပ်ရမယ်ဆိုပြီးတော့결정အဲ့တော့နှစ်ခုနောက် 계획이나 약속 계획အစီအစဉ် plan ပေါ့ 약속ကအချိန်ချက်ဂတိနာထာနင်တာဖော်ပြပါတယ်တဲ့ဒီလိုမျိုးနေရာတွေမှာဖော်ပြတယ်တဲ့အဲ့တော့ဂီရောဟာတာဒါဆိုလို့ရှိရင်ဖို့လုပ်ဒီလိုပဲဘာသာပြန်ဖို့ဆုံးဖြတ်ဒီလိုပဲဘာသာပြန်အဆင်ပြေတယ်ဒီဟာနဲ့ညှိဖို့လိုတယ်ဒီလေးလုံးနဲ့ဒါသင်ကြည့်제가ကျွန်တော်ကစူဂျိုရရေကန်ကို청소하기로 했어요တန်ရှင်းလုပ်ဖို့ဆုံးဖြတ်ထားတယ်ဒါမှမဟုတ်ရင်ဘယ်လိုပြောလို့ရမလဲဒီလိုပဲကောင်းပါတယ်တန်ရှင်းလုပ်ဖို့ဆုံးဖြတ်ထားတယ်မလုပ်ရသေးဘူးသူကငါဒါလုပ်မယ်ဆိုပြီးတော့ဆုံးဖြတ်ထားတာတော့တန်ရှင်းလုပ်ဖို့သူကဆုံးဖြတ်ထားတာနောက်တောင်းကျွေပြီးခဲ့တဲ့အပတ်လာမယ့်အပတ်မှာတောင်းကျွေလာမယ့်အပတ်မှာဖွန်ဖို့သူရေပန့်ကို설치하기로 했습니다တတ်ဆင်ဖို့လုပ်ထားတယ်မလုပ်ရသေးဘူးရည်ရွယ်ထားတယ်ပေါ့နော်တတ်ဆင်ဖို့လုပ်ထားတယ်ဆုံးဖြတ်ထားတယ်လာမယ့်အပတ်မှာရေပန့်တတ်ဆင်ဖို့ဆုံးဖြတ်ထားတယ်오늘ဒီနေ့산소 오xygen 공급기ဆိုတော့ထောက်ပံ့ပေးတဲ့စက်ပေါ့နော်အောက်ဆီဂျင်ပေးတဲ့စက်ထောက်ပံ့ပေးတဲ့စက်점검하기로 했습니다စစ်ဆေးဖို့ဆုံးဖြတ်ထားတယ်စစ်ဆေးဖို့ဆုံးဖြတ်ထားတယ်ဒါဆိုရင်ဒီကီလိုဟာတာပါရာပြန်တဲ့ပုံစံနားလည်မလားမသိဘူးတခုခုလုပ်ဖို့เนาะဒီဆုံးဖြတ်ချက်ချထားပြီးမှသုံးတဲ့အသုံးလုံးဖြစ်တယ်မလုပ်ရသေးဘူးပေါ့เนาะဆုံးဖြတ်ချက်တော့ချပြီးသွားပြီဒါပေမဲ့ဆုံးဖြတ်ချက်ချပြီးသွားဖြစ်တဲ့အတွက်ကြောင့်သူအသိကာလလေးနဲ့ရောပြီးသုံးလေးရှိတယ်အများနဲ့ကီလိုဟက်ဆောယိုကီလိုဟက်စနီတာဒီလိုမျိုးเนาะဒါဆိုရင်အောက်မှာကြည့်ကြည့်အောင်보기와 같이 문장 완성하세요. 펌프에서 소음이 나요. 펌프에서 빵가니 번호 소음이 나요. 수년단 최대 아단 최대 버니야변 소음이 나요. 아단 최대 아마 뭐yen 수년단 최대 그래요. 헐라 그럼 다소예 오늘 뒤에 펌프를
점검합시다. 펌프를 빼고 점검합시다. 세세자야. 알아고 배두아 달리오 어차피한 뒤에 펌프에서 뺑가니 소음이 나서 순연단 철로 오늘 뒤에 펌프를 빼고 점검하기로 했어요. 세세보 송피하게래 세세보 럭타게래 별로 비어라 세세보 럭게래 아니 아까할리 되지 수주의 예감마 이물질이 많아요. 이물질사 바별라래 이물질사라 아모모아리고 벼라래 매미야래 매미야나이네 아모모아리리 보노 아라뮤리리고 이물질로 거래래 아라 아모모아리 베매마 셈비메 예간에마 짜니래 하리고 벼라 수주의 예감마 이물질이 아모모아가 많아요 미야래 그래요 헐라 그러면 나소예 이따가 따오자예 이따가 따오자예 같이 해두루 수조 예간 청소를 합시다 단신 럭자야 예간 단신 럭자야 아신 별로 셈래 세지바게 라신 세지바 수주의 이무질이 많아서 이따가 같이 수조 청소하기로 했어요. 디안이 비안 유라이고 너 두롱알레리마 유사라베 그럼 사람이마 유구 오늘간에서 유라이데 다자모로 그럼 연애디 그럼 내가 아두루베 수주의 이무질이 많아서 이따가 같이 수조 청소를 하기로 했어요. 들으피야. 나 연시장에 나무유의 니야에 물고기들이 나르가 많이 мя지 잘한 것 같아요. 지투하라네 두래 잘하다 지투하디 지투하라네 두래 오후에 년이마 같이 해두루 선벼 작업을 합시다. 유일의 알로고 럭자야. 선벼서 유일아. 에라 유일의 알로고 럭자야. 선벼 작업. 너 유일의 알로고 럭자야. 나중에 아까 시지고 물고기들이 나르가 많이 мя지 잘한 것 같아서 지투하라래 틴로. 오후에 같이 년이마 아두루 선별 작업을 하기로 했어요. 선별 작업을 하기로 했어요. 그렇게 해야 나중에 하면은 넘버 3을 지면 물고기야 nga 살리오가 아싸가 nga사가 얼마 남지 않았어요. 별로만 맞잖아요. 소리래 얼마가 별로 남다가 짠디 아니네 바운라이데 에라 별로만 맞잖아요. 그럼 나서인 오늘 뒤에 주문합시다. 주문하다 맞아디. 나서 뒤에 맞아자야 들로 비어라 아우가 별로 쓰이면래 물고기 살리오가 얼마 남지 않아서 별로만 맞잖아요. 오늘 주문하기로 했어요. 뒤에 마보 룩해래. 뒤에 마보 룩하게래. 그래 되나 라수에 사이지고 알라면에 사무에 싫어 너 만전 딱 만전 와 아마디야 아비 또지메라수 보기 우바마 라sen 또 연결하고 문jan수세ဝကြပဲရေးခိုင်းတယ်နော်တွေ့လဲတွေ့ရမယ်ပေါ့ဆိုတော့보기 우바마가 사유의 사의 유통기간이တက်တန်းပေါ့နော်ဒိတ်ပေါ့ခုနပြောတဲ့တက်တန်းကုံဆုံးရဲ့ပေါ့ရှင်းနာတာကြောလွန်သည်ဆဲရိုဆောင်းအတဲ့ဝယ်လာတဲ့စာလျိုရိုအစာဖြင့်ဘာကူတာပြောင်းလဲသည်အဲ့ဒါဒီမှာဆိုရင်စာရွရဲ့အစာရဲ့ယူထုံး期間ကြီးရှင်းနာသောတက်တန်းကုံဆုံးရဲ့ကကြော်သွားလို့ဆဲရိုဆောင်းအတဲ့ဝယ်လာတဲ့စာလျိုရိုအစာဖြင့်ဘာကူဂီရိုဟဲဆိုယိုပြောင်း
ပြောင်းဖို့လှုပ်ထားခဲ့တယ်ပြောင်းဖို့လှုပ်ခဲ့တယ်ပြောင်းဖို့ဆုံးဖြတ်ခဲ့တယ်ရပါတယ်အစဉ်ပြေတယ်လို့ပြန်ရမှာပေါ့နော်ဒါဆိုဆန်းဆိုနုံတို့ကနတ်တာအောက်ဆီဂျင်ပါဝင်မှုပမာဏကနတ်တာနှိမ့်နေအဲ့တော့နဲတာကိုပြောချင်တာပေါ့အောက်ဆီဂျင်ပါဝင်မှုပမာဏကနှိမ့်နေတဲ့ဘာနဲ့တွဲမလဲသုံးနဲ့ပြောမယ်ဆရာဆန်းဆိုလေးနဲ့တရားနဲ့တွဲမှာမလားဒီနော်ဟုတ်ပြီ산소 공급기를 한 대 더 설치하다. 산소 공급기 오xygen PDS 한 대တစ်လုံးအမှဒဲကဒီနေရာမှာလုံးလို့တွဲရမယ်ပေါ့နော်ဒီလိုမျိုးစစ်ပစ္စည်းတွေကိုတစ်လုံးနှလုံးတစ်စီးနှစ်စီးလို့တွဲတဲ့အခါမှာဒဲနဲ့တွဲတာဖြစ်တယ်နော်တော့ထပ်ပြီးတော့ 설치하다 တက်စင်သည်ဆိုတော့ 설치하기로 했어요 လို့ပဲဖြည့်လို့ရမယ်ဟုတ်တယ်နော်အဲဒါဘယ်လိုတွဲလို့ရလဲဆိုရင်산소 농도가 낮아서 낮아서လို့တွေ့ရမယ်နော်낮아서 산소 공급기를 한 대 더 설치하기로 했어요.ဟုတ်ပြီနောက်တစ်ခု수주의 수온이 높다 수주의 예간의 수온이 예부쟁아 높다မြင့်သည်ဆိုတော့온도를 발음말에 조절하다 태니리 adjust လုပ်တယ်ပေါ့နော်태니တယ်ပေါ့အဲ့တော့ 조절하다 태니리 ဒါဆိုရင် 조절하기로 했어요 태니고 လုပ်ခဲ့တယ်ဒါဆိုရင်수주의 수온이 높아서 온도를 조절하기로 했어요.ဟုတ်ပြီ펌프에 문제가 발견된다 펌프에 펌프의 이 뺨마 뭐 문제가 뼈다나가 발견되다 발견서 샤프의 뚜시라고ပြောတာအဲ့တော့တွေးရှိတယ်ဆိုတဲ့အိဗယ်ပဲ발견되다ကိုပြီးတယ်မှာသွားကြည့်တဲ့အခါမျိုးမှာသူပါလဲဆိုဥစွာပထမရှာဖွေတွေးရှိတဲ့ပုံစံမျိုးတွေပေါ့နော်အဲ့ဒါကို발견되다လို့ခေါ်တယ်ဘဝမှာပထမဆုံးအချိန်မြင်တွေ့ရတဲ့ပုံစံမျိုးပထမဆုံးအချိန်발견되다ပထမဆုံးအချိန်ရှာဖွေတွေးရှိတဲ့ပုံစံမျိုး발견되다အဲ့ဒါ발견တခါမှမမြင်ဘူးနေမှာအဲ့လိုရေပတ်မှာဖြစ်တာဒါဆိုရင်수리 막히다 수리가ပြုပြင်ခြင်းကို 막히다 안난디 막히다 안난디ဒါဆိုလို့ရှိရင် 펌프의 문제가 발견되어서 다만모에 발견돼서 수리를 막기로 했어요. 수리 막기다 လို့တွဲကြည့်လို့ရတယ်ဘာဖြစ်လို့အပြင်ဆိုင်ပို့တာဘာပဲတကယ်တော့เนาะအပြင်ဆိုင်အပ်တာကိုပြောတာ 수리가 ပြုပြင်တာ막다 막기다가 막다 된 따윈 유대 막기다 된 안난네 အဲ့တော့ပြုပြင်ကိုသွားအနန္တာကို 수리를 막기다 လို့ခေါ်တယ်ရမလားဒါဆိုရင်ဟုတ်ကဲ့ဒါဆိုရင်တရာကန္တပြီးပြီအောက်မှာဒေဟွာသွားရဒေဟွာ2เนาะ오늘 디네 너 오늘 디네 새အတက်ပေါ့ဆဲဆိုတာအတက်ရန်ရှိကျန်းရဲ့ငွေငါမွေးမြူရေးနေရာမှာငါမွေးမြူရေးနေရာမှာ펌프를 빵고 설치하기로 했지요. 따신보 럭타레 마홀라 따신보 송피아타레 마홀라 그래서 따신보 럭타레 마홀라 알아가 보일라이 페바레 오늘 디네 새 양식장에 나무미유의 니야 아떼마 펌프를 빵고 설치하기로 했지요. 따신보 럭타레 마홀라 네 사장님 혹에 대체 어떻게 벨로 설치하면 되는지 따신해야 될래 어떻게 벨로 설치하면 따신해 되는지 야들래 알려주시면 어디비인 뼈비인 뭐 알려주시면 어디비인 제가 하겠습니다 저는 럭밤에 제가 하겠습니다 저는 럭밤에 먼저 아예 펌프의 빵의 위치를 내야고 정하고 땀맛비 빵 참에 내야고 인성성 땀맛대 뭐
먼저 예 펌프의 빤의 위치를 내야고 정하고 담마비 바닥에 짬비마 고정해야 돼요. 아때 따스야면 뼈잖아 녜녜 따스야면로 뼈라 고정서라가 말롱마셰 녜녜 아때 따스는 하라고 소루잖아. 아자 고정해야 돼요. 아때 따스야면 그 다음 에리나 펌프와 빤의 수조를 이해간고 호수로 빠이에 연결해야 돼요. 셋돼야. 그 다음 에리나 펌프와 빤의 수조를 이해간고 호수로 빠이에 연결해야 돼요. 따스야매. 셋돼야매. 알겠습니다. 나래바비. 알겠습니다. 나래바비. 호스를 빠이고 연결할 때 셋되는 가 빠이고 되다는 가 빠이고 셋되는 가 주의할 점이 있어요. 주의하다 들이타라. 주의할 들이타야매 점이 어체가 들이타야매 어체버 있어요. 시라. 주의할 점이 있어요. 들이타야매 어체 시들라. 네,ဟုတ်ကဲ့ 호스가 빠이가 구이거나 떤 레인에 구나가 떤 지레 레인에 소리 동동ကိုပြောခဲ့တယ်နော်ဒီချာချာလေးအဲ့တော့ 구이거나 레인이라 ပဲဖြစ်ဖြစ်레인이라 ပဲဖြစ်ဖြစ်ကြောဖြီးကြီးအန်ထိုတို့ခောက်ရိုးကျိုးမနေအောင်ဆိုတနည်းအားဖြင့်ကြောဖြီးတာကခောက်ရိုးကျိုးသွားတယ်လို့ပြောတာဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့သုံးရခောက်တယ်လို့ပဲသုံးတယ်မိမိကလောက်တာမဟုတ်ဘူးသူကခောက်နေတာပိုက်ကခောက်နေတာကိုကြောဖြီးတာလို့သုံးရမယ်အဲ့တော့ကျွန်တော်တို့ကဟိုကြောတာနဲ့ကြောဖြီးတာနဲ့ကဘာသာပြန်တာကျွန်တော်တို့မြန်မာလူမျိုးကြတော့တူတယ်လို့ပြောလို့ရတယ်ပိုက်ကိုခောက်နေတယ်ပိုက်ကခောက်နေတယ်အဲ့တော့ကတ္တပုံနဲ့ကံပုံလိုက်တာပဲကွာသွားတာကျွန်တော်တို့စကားပြောရင်နော်ဘာလို့နေလဲဆိုပိုက်ခောက်နေတယ်ပိုက်ကိုခောက်နေတယ်လို့ပြောလို့လည်းရတယ်ပိုက်ခောက်နေတယ်ဆိုလည်းတစ်ဖက်လူကနားလဲတယ်ကျွန်တော်တို့ကြတော့ဒီမှာကိုရီးယားစာမှာကြတော့အဲ့လိုပြောလို့ရင်တိတ်နားမလဲမှာဆိုလို့နော်ဂျော့တာဆိုလို့ရှိရင်ကိုကခောက်တယ်ဂျော့ဖြီတာဆိုရင်သူခောက်နေပြီးသားအဲ့ဒါခောက်နေပြီးသားဆိုတော့ခောက်ရိုးကျိုးသွားပြီးသားဖြစ်နေတယ်အဲ့ဒါကိုပဲခောက်တယ်လို့ဘာသာပြန်လို့လည်းရတယ်ခောက်ရိုးကျိုးသွားတယ်ဆိုလို့ဘာသာပြန်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီနေရာမှာတိတ်ကြီးတော့မလိုက်ခဲ့ဘူးပေါ့နော်ဒါပေမဲ့နားလည်ထားရမှာကခောက်နေပြီးသားခောက်ရိုးကျိုးပြီးသားကိုနားလည်ထားရမယ်အဲကြောင့်မို့ဂျော့ဖြီကြီးအန်ထိုရိုလို့ပြောရင်မခောက်လိန်နာပဲဖြစ်ဖြစ်ခောက်တာပဲဖြစ်ဖြစ်ဒီလိုပြောချင်တာနော်မခောက်အောင်သူပြောရအထူးဂျွီဟဲရတယ်ရောသတိထားရမယ်ဂျွီဟဲရတယ်ရောသတိထားရမယ်ပိုက်ကလိန်နေတယ်ပိုက်လိန်နေရင်ရေရမသွားဘူးလေနောက်ပြီးတော့ပိုက်ကခောက်နေတယ်ဆိုလို့ရှိရင်လည်းပဲရေရသွားမှာမဟုတ်ဘူးဒါကြောင့်မို့လို့မူရီရေကခြာကောင်းကောင်းဖုရုကေဟေယာဟာနီကာယုဖုရုသာစီးစင်းသည်အဲ့တော့ဖုရုကေစီးစင်းအောင်ဟေယာဟာနီကာယုလို့ရတော့ကြောင်းပါရေကောင်းကောင်းစီးစင်းအောင်လို့ရတော့ကြောင်းပါရေကောင်းကောင်းစီးစင်းအောင်လို့ရတော့ကြောင်းပါ알겠습니다နားလည်ပါပြီ조심해서 기우 사이로 연결하겠습니다ဆက်တွဲပါမယ်တွဲပါမယ်ပေါ့알겠습니다နားလည်ပါပြီ조심해서 기우 사이로သတိထားလို့ 연결하겠습니다ဆက်တွဲပါမယ်ပိုက်တွေကိုတွဲတမ်းပါမယ်လို့ပြောတာဆက်တာပေါ့နောက်설치 작업이 끝나면 설치 땄은진 작업이 알로가 끝나면 비도아인 비인 나한테 나시 알려주세요 어디베바 땄은진 알로 비도아인 나시 어디베바 펌프가 빵가 잘 건강 자동하는지 셋노달라 는지 살라미고메 셋노달라 다마모예 셋노래서 다니야비ကျွန်တော်တို့ကတော့ဒီမှာတော့စစ်နိုးတယ်လို့ဘာသာပြန်တာအဓိကတော့လဲပတ်နေတာဟာဆိုလို့ကျင်တာပါပဲခလုတ်ဖွင့်လေရင်အဲ့ဆက်ကလဲနေတယ်ကရိုက်တာပဲဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်ပေါ့နော်
less the Piscina don't want a Harry would draw a Chatonga Dalo don't nepo. General said no real meal who come down in it, said you like in no need a bone than you go, General Adamiro me nepo no. Chatonga Dalo, you send no rest at lepa on look out where Chatonga Dalo for our. I don't. Gong gong, lepa the la, the lupion layer, gong gong send no the la, catchy a duru, Hagena Giro heyo. Sesebo lotare, Hagena Giro heyo. Sesebo lotare, Aduru sesemalo lotare bo. As we mean in Midalamdi. Meaning immediate and the color of Habia Bime, Bima Aga, Bima Yuya solution. 오늘 새 양식장에 펌프를 설치하기로 했지요. 오늘 새 양식장에 펌프를 설치하기로 했지요. 네, 사장님, 어떻게 설치하면 되는지 알려주시면 제가 하겠습니다. 네, 사장님, 어떻게 설치하면 되는지 알려주시면 제가 하겠습니다. 먼저 펌프의 위치를 정하고 바닥에 고정해야 돼요. 먼저 펌프의 위치를 정하고 바닥에 고정해야 돼요. 그 다음 펌프와 수조를 호스로 연결해야 돼요. 그 다음 펌프와 수조를 호스로 연결해야 돼요. 알겠습니다. 호스를 연결할 때 주의할 점이 있어요. 알겠습니다. 호스를 연결할 때 주의할 점이 있어요. 네, 호스가 꼬이거나 접히지 않도록 특별히 주의해야 돼요. 물이 잘 흐르게 해야 하니까요. 네, 호스가 꼬이거나 접히지 않도록 특별히 주의해야 돼요. 물이 잘 흐르게 해야 하니까요. 알겠습니다. 조심해서 연결하겠습니다. 알겠습니다. 조심해서 연결하겠습니다. 설치 작업이 끝나면 나한테 알려주세요. 펌프가 잘 작동하는지 같이 확인하기로 해요. 설치 작업이 끝나면 나한테 알려주세요. 펌프가 잘 작동하는지 같이 확인하기로 해요. 칼라우스 패지야마 아마 피지메다. 오늘 할 일은 뭐예요? 너 오늘 디네 할로야메 이런 뭐예요? 로가 발레 디네 로야메 로가 발로 비어도알레 구나가 오늘 새 양식장에 펌프를 설치해야 해요. 설치해야 돼요. 야 말해 설치해야 해요. 디네 로야메 로가 발레 서로 디네 너 ngamuikan atemma jipan tasya메လို့ပြောရတယ်။နော်호스를 빨고 연결할 때 되는အခါမှာ ဆက်တွေ့တဲ့ အခါမှာ 주의할 점이 뭐예요? သတိထားရမယ့် အချက်က ဘာလဲတဲ့ အဲ့တော့ သတိထားရမယ့် အချက်က ဘာလဲ? 호스가 꼬이거나 အဲ့ဒါ ပါခဲ့တယ်မလား? 호스가 꼬이거나 접히지 않도록 특별히 주의해야 돼요. ဒါလေး ဖြေရင်ရတယ်နော်? 호스가 꼬이거나 접히지 않도록 특별히 주의해야 돼요. 어비라 솔루션. 아마 되지면 양식장 가무유의 니야 가무유의 간 야래너 청소가 단신 루친 오후에 하다 년이마 루디 수조가 이간 온도도 아부제인 레벨 점검마다 스시리 어비라 게 양식장 청소 너 무유의 간 가 무유의 니야 청소 단신 루친 오후에 하다 년이마 루디 수조가 이간 온도가 아부제인 점검마다 스시리 다အောက်မှာပြောထားတယ်양식장 청소는
ငါမှုမြူ၏နေရာတန်ရှင်းလှုပ်ခြင်းကတော့အွန်ကျဲပဲတော့ဟာဂီရောဟက်ဆောယလှုပ်ဖို့ဆုံးဖြတ်ထားတယ်လေအိုဖူရဲ့ညနေမှာဟာဂီရောဆိုရောညနေမှာလှုပ်ဖို့ဆုံးဖြတ်ထားတယ်ညနေမှာလှုပ်မလို့ပေါ့နော်ရရှိကျမ်းချောင်းစိုးကကုဏမျိုးငါမှုမြူ၏နေရာတန်ရှင်းရဲ့ပြီးသွားရင်စုကြောအုံတို့ရေကန်အပူချိန်လည်းပဲခြုံကမဲကျူစေရစစ်စစ်ပေးပါလို့ပြောထားတယ်ဒါဆိုရင်စုကြီးခြုံကစုကြီးကရေရဲ့အည်သွေးခြုံကကစစ်စစ်ချင်းခြုံချင်းရှိကန်ဖူရဲ့နေ့လေသာစားပြီးတဲ့နောက်မှာခြုံကမှာသာစစ်စစ်သည်ရှောကွာရရလက်ကိုစာကြခြင်းကဲတထေးစီဘိုးကိုဟာသာအစီရင်ခံစာတင်သည်တနည်းအားဖြင့်ပြောတယ်ပေါ့အစီရင်ခံစာတင်တယ်ဆိုတာဒါဆိုရင်အောက်မှာတွဲကြည့်အောင်ဘယ်လိုတွဲကြမလဲကဲစုကြည်ခြုံကမွန်언제 하기로 했어요. 너 다리 비슷해야 하면 수질 점검은 언제 하기로 했어요. 나중에 점심 시간에 점검하기로 했어요. 점심 시간에 점검하기로 했어요. 나 결과를 리알리비아에 알아 모두는 두래. 아빠와 나도 좀 탓해야 마. 수지 점검이 가면 이야마. 수지 점검이 끝나면 결과를 알아마 결과를 사장님께 보고해 주세요. 보고해 주세요. 시행한다 댐비바 여비바 뭐. 아주 되려면 너무나 집이로. 나중에 아까 할리지야 주용한 표현. 한잔 할까요? 떡화들이 따오자말라 로벼라면 말로서 떡화다 플라 따오자말라 소리 대비 봐봐. 한잔 할까요? 떡화다 플라 따오자말라. 떡화라 차라자말라 로벼라 보벼 땡에니 송이 솔루션အဲ့လိုမျိုးပုံစံပါပဲဟန်ချန်ဟိုက်ကာယိုတစ်ခွက်လောက်တောက်ကြမလားတစ်ခွက်နဲ့တော့မရဘူးပေါ့ဒါပေမဲ့သူကတော့တင်စားပြောထားတယ်ဟန်ပြောင်းဟိုက်ကာယိုလို့ပြောလိုက်ပေါ့အဲ့တော့တစ်ခွက်နဲ့မရရင်နော်တပလင်းလောက်ချကြမလားလို့ပြောပေါ့ဟန်ကတက်ပဲလေနော်ချမ်းကခွက်ပေါ့မလုပ်ပါနဲ့နော်သူများစကားလျှောက်ပြီးတော့မဖြစ်စီပါနဲ့ဟုတ်လားအဲ့လိုလေးပြောရရပါတယ်ဟန်ချန်ဟကာယောတလို့ပြောရတာဆိုရနော်ခြားကြမလားပေါ့တောက်ကြမလားပေါ့ဒါပါပဲဆိုတော့오늘 저녁에 한잔 할까요တဲ့ဒီနေ့ညနေမှာတစ်ခွက်လောက်တောက်ကြမလားတစ်ခွက်တည်းနဲ့ဘလို့ဝမှာတော့သူကတိတိလေးဟာကြီးခွက်ကနော်ဆိုကြခွက်ကလေးတွေက좋아요ကောင်းပါပြီ어디에서ဘယ်မှာ만날까요တွေ့ကြမလဲမငြင်းဘူးနော်좋아요ကောင်းပြီ어디에서 만날까요ဘယ်မှာတွေ့ကြမလဲဆိုတော့တော်တော်များများကတောက်တယ်ဗျနော်ဘယ်လိုမျိုးတွေတော်တော်များများကဆူကျူတောက်တယ်မိန်းကလေးတွေယောက်ျားလေးတွေရောပဲဆူကျူနော်ဆေးလိပ်တောက်ကြတယ်ဒါပေမဲ့လည်းအသက်ရှည်ကြတယ်ဗျသူတို့တွေဘာပဲဖြစ်ဖြစ်ဆေးရုံပဲပြေးနေကြတာတန်းပြီးတော့နော်ဒီမှာလုံးမဟုတ်ဘူးဒီမှာတော့ယောဂကြီးကြီးမားမားဆိုလည်းကိုပိုင်ဆေးပဲတောက်တယ်ပေါ့ပြောရရင်တော့နော်ဆရာဝန်တွေစီကလက်မှတ်ကိုမယူဘဲနဲ့ဆရာဝန်တွေညွှန်ကြားတာကိုမတောက်ဘဲနဲ့한국의 양식업, 한국의 코리아의 양식업 서로랑 나무뮤의 로고, 코리아의 나무뮤의 로, 소리라 용무이래나, 코리아의 나무뮤의 로, 예, 나무뮤의 로가 지지양 뭐, 바리 로자래, 나무뮤의 로. 양식업은 나무뮤의 로가로 나무뮤의 로가로 연근의 서라가 그나 빌레간 요란을 말이야 빌레간 시리마 알아오 표잖아 연근의 빌레간 요란 혹은 나우타 또 뭐로 표현해야 혹은 또 뭐로 표현해야 빌레간 요란 또 뭐 인근 서라가 아니나 따와이 아니 빌레의 아니나 따와이 보노 시네 아야니 모위의 니야묘고 인근 또냐나
အရှိရဟာကိုပဲပြန်ယူပြီးသုံးကျင်တာသူကနော်အင်ကွန်အနီနာတဝိုက်ဒါမှလည်းအနီနာပေါ့ယောနန်းနဲ့ဆိုယောနန်းဆိုတာကဘာကိုပြောတာလဲဆိုတော့ကန်းချီလို့ပဲဘာသာပြန်မှရမယ်ကံယူတန်းလို့လည်းဘာသာပြန်လို့ရတယ်ယောနန်းဆိုတာဘာကိုပြောတာလဲဆိုလို့ရှိရင်เนาะတစ်ချက်လောက်ကြည့်အောင်တို့ကဒီမှာပြောထားတာပင်လယ်ကမ်းရိုးတန်းလို့သူပါထားပြီယွန်ကွန်ဆိုတော့เนาะပင်လယ်ကမ်းရိုးတန်းဒါမှမဟုတ်ရင်တဲ့အင်ကွန်ပင်လယ်ကမ်းရိုးတန်းနဲ့အနီးစပ်တဝိုက်ပေါ့เนาะနောက်တစ်ခုယောနန်းနဲ့ဆိုယောနန်းဆိုတာကအဲ့ဒီပင်လယ်ကမ်းရိုးတန်းဒါမှမဟုတ်ရင်မြက်ကမ်းပင်လယ်ကမ်းရေနဲ့နီးတဲ့ကုန်းမြီနေရာကိုယောနန်းလို့ခေါ်တာရေနဲ့နီးတဲ့ကုန်းမြီနေရာအဲ့ဒါယောနန်းအဲ့ဒါကျွန်တော်တို့စကလုံးလှသွားအောင်သူ့လည်းပဲကံယူတန်းလို့ပဲပါတာပြန်လိုက်တယ်နားလည်လားမသိဘူးပင်လယ်ပဲဖြစ်ဖြစ်မြစ်ပဲဖြစ်ဖြစ်ရေကန်အကြီးကြီးတွေနားပဲဖြစ်ဖြစ်ပေါ့နော်ပြောချင်တာကရေနဲ့နီးစပ်တဲ့ကုန်းမြီနေရာလောက်မှာ